ငလျင်ဘေးဒဏ်ခံစားခဲ့ရတဲ့မြန်မာနိုင်ငံပြည်သူတွေအတွက်ရန်ကုန်ငွေပွဲတစ်ခုကိုမနေ့ကထိုင်းနိုင်ငံရှမ်းမိုင်မြို့မှာကျင်းပခဲ့တယ်လို့တင်ပြရရှိပါတယ်။အဲ့ဒီငလျင်ပွဲကို Burma Student Association ရှမ်းမိုင် University နဲ့ Burma Study Center တို့ကပူးပေါင်းပြီးတော့ရှမ်းမိုင်မြို့မှာဧပြီလ6ရက်နေ့ညနေ4နာရီမှာစတင်ကျင်းပခဲ့တာပါ။အဲ့ဒီအဖွဲ့ဟာငလျင်ကေစီရဲ့အတွက်ရန်ကုန်ငွေကိုရှာဖွေစုဆောင်းပြီးဧပြီလ30ရက်နေ့ကနေဧပြီလ1ရက်နေ့အထိအွန်လိုင်းရေမုံငွေစုစုပေါင်းထိုင်းဘတ်ငွေ3သိန်းကျော်လောက်လက်ခံရရှိခဲ့ပြီးအဲ့ဒီထိကထိုင်းဘတ်ငွေ2သိန်းကိုတော့မြေပြင်မှာအဓိကကူညီကိစ္စလုံးနေတဲ့အဖွဲ့အစည်းတွေကိုပေးပို့လူတန်းပြီးဖြစ်တယ်လို့သိရပါတယ်။အခုရရှိလာမယ့်ရေမုံငွေတွေကိုမြင်းကလေးဒဏ်ကိုအဓိကခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံစကိုင်းနဲ့မန္တလေးဒေသနဲ့ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက်လုံသမားအဖွဲ့အစည်းတွေကိုပေးပို့လူတန်းသွင်းမယ်လို့သိရပါတယ်ခင်ဗျာ။